Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီ N2 N3 ရဲ့မှာပေါ့နော် Mori Senshi ရဲ့ Oishi Kanji ရဲ့ဒီဖို့ကိုလေ့လာမှာဖြစ်ပါတယ်ဒီခန်းမှာဆိုလို့ရှင်ဒါကတော့ခိုးတော့ case ကိုခေါ်ရတာကဒီရုပ်ပြပေါ့တနည်းအားဖြင့်လှုပ်ရှားမှုပြတဲ့ပုံစံနဲ့ပတ်သက်ပြီးကျွန်မဒီခန်းကြီး radical လေးကိုကျွန်တော်တို့တရားမှာဖြစ်ပါတယ်ဆိုရင်ဒီနဲ့ပတ်သက်တဲ့စကားလုံးတွေတွားကြည့်ဆောင်မယ်ပေါ့နော်ပထမဆုံးမှာဆိုလို့ရှိရင်ခိုးတို့လိုပြောကြဒီပါဆိုလို့ကျွန်တော်တို့ဆိုတာမီရုဆိုတာကြည့်ရဆိုတဲ့ခန်းကြီးလေးပေါ့နော်ဒီခန်းကြီးလေးနဲ့ပတ်သက်ပြီးကျွန်မတို့လေ့လာရမှာဒီခန်းကြီးအစိပ်ပိုင်းလေးပါတဲ့စကားလုံးနဲ့ပတ်သက်ပြီးလေ့လာရမှာဖြစ်တယ်ပေါ့နော်ဆိုရင်တစ်ချက်ကြည့်ကြည့်ကြပါမယ်ဒီခန်းကြီးမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီကျွန်တော်ရေးမပြတော့ဘူးပေါ့နော်အရင်ကြီးဒါဆိုရင်ဒါကခဏရွယ်တာကြည့်တယ်ဆိုတဲ့ဒီစကားလုံးလေးပါတဲ့စကားလုံးလေးပေါ့နော်သူကခန်းဆိုပြီးကျွန်မအတိတ်ပဲရပါတယ်အီမီနေဒီမှာရေးထားပါတယ်ယောခုမီရုဆိုလို့ရှိရင်ကောင်းကောင်းကြည့်ရဆိုပြီးကျွန်မကောင်းကောင်းဒါကြမ်းကြည့်ရပေါ့နော်ကောင်းလေးကြည့်ရဆိုမှအတိတ်ပဲရပါတယ်သူကခန်းဆိုပြီးကျွန်မအတိတ်ပဲရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင်ကြည့်တယ်ကြည့်ရှုတယ်ဆိုတဲ့နေရာမှာအများကြီးရှိတယ်လေဆရာဝန်ကလူနာကိုကြည့်တာဒီတိုင်းမီးလို့ဆိုရဲကြည့်တယ်ခုဒီမှာဆိုလေဒါဆိုလဲကြည့်တယ်ဆိုမှအတိတ်ပဲရတယ်ပေါ့နော်မတူတော့မတူဘူးပေါ့နော်ဒီကန်းကြီးကိုကျွန်တော်မှတ်ကြည့်မယ်ဆိုလို့ရှိရင်လည်းအရှိကဒီအစေအပိုင်းဒါလေးဆိုလို့ရှိရင်သူကငှက်ကိုစားပြီးငှက်တောင်ပံကိုစားပြီးတဲ့အတိတ်ပဲရရပေါ့နော်အဲ့တော့ကျွန်တော်ဒါငှက်တောင်ပံနေပြီးတော့သူကကြည့်ရဆိုရင်ဘေးကြည့်ရတယ်ဆိုသူကဒါခရီးသွားလှည့်လေတာတွေပါတယ်စသဖြင့်အဲ့နေရာမှာပါတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ဒါငှက်တောင်ပံတွေကိုတကယ်ပြတာငှက်တောင်ပံနေနဲ့ငှက်တောင်ပံနေကြည့်ပြီးတော့ကျွန်မဒါခရီးသွားလှည့်ပြီးပေါ့အဲ့လိုမျိုးဒါအစင်ပြေလို့မှတ်ထားလို့ရရပေါ့နော်ဒီခန်းတစ်လုံးချင်းခွဲမဲ့ဆိုရင်ခဏကဒါဒီ grade ကြီးဒီခန်းမှာဆိုတော့ဒါဒီမီလူဆိုတဲ့ဒီကြည့်တယ်ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့ပါတဲ့ခန်းကြီးတရားမယ်ပေါ့နော်အရှိကဒီစကားလုံးလေးဆိုလို့ရှိရင်သူ့မှာနည်းနည်းလေးဒါကငှက်တောင်မှန်ကိုစားပြီးတဲ့စကားလုံးလေးပေါ့နော်ပါပြီးဆိုလို့ရှိရင်နောက်ထပ်စကားလုံးတွေရကြည့်မယ်ဆိုလို့ရှိရင်သူကဒီစကားဒါလေးဆိုလို့ရှိရင်ပထမဆုံးနေဆိုရင်ဒီခရကုဆိုရင်နောက်ကစကားလုံးခရကုကနောက်ကကျွန်တော်အိုခရကုဆာမလို့ခေါ်တဲ့ customer ခန်းကြီးလေးပေါ့နော်အဲ့ခန်းကြီးတွေ့တယ်မယ်ဆိုရင်သူကဒါခန်းခရကုဆိုမှအဓိပ္ပာယ်ရပါတယ်ခန်းခရကုကဒါကြည့်ရှုတယ်ဆိုမှအဓိပ္ပာယ်ရဒါပွဲကြည့်တဲ့သူဆိုမှအဓိပ္ပာယ်ရပါတယ်နောက်ခုကနောက်တစ်လုံးကဒီခိုးဆိုတဲ့စကားလုံးလေးဒီခိုးဆိုလို့ရှိရင်ဒါကနေခိုးတော့ပါတဲ့စကားလုံးလေးနေပူစာလုံနေဆိုတဲ့အဲ့နာမှာပါတဲ့စကားလုံးလေးပေါ့အဲ့ဒီမှာဆိုလို့ရှိရင်ခန်းခိုးဆိုမှအဓိပ္ပာယ်ရတယ်ခန်းခိုးဆိုလို့ရှိရင်သူကဒါခရီးသွားလှည့်နေတယ်ဆိုမှအဓိပ္ပာယ်ရတယ်အဲ့ခန်းခိုးမှာနောက်တစ်ကြောင်းကဒီနောက်ကခရကုဆိုတဲ့စကားလုံးနဲ့ဆိုတော့ခန်းခိုးခရကုဆိုမှအဓိပ္ပာယ်ရတယ်ခန်းခိုးခရကုဆိုလို့ရှိရင်ဒါခရီးသွားလှည့်နေတယ်ဆိုပြီးကျွန်မအဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့ဒီခန်းခိုးမှာနောက်ကနေမှ data ခန်းကြီးထည့်လိုက်တော့ခန်းခိုးကြီးဆိုလို့ရှိရင်ခရီးသွား data ဆိုပြီးကျွန်မအဓိပ္ပာယ်ရတယ်ပေါ့နော်နောက်တစ်ခုကခန်းစားဆွဲဆိုလို့ရှိရင်ဒါကစုံစမ်းကြည့်ရှုတယ်ဆိုပြီးကျွန်မအဓိပ္ပာယ်ရတယ်ပေါ့နော်ပါပြီဆိုလို့ရှိရင်နောက်ထပ်စကားလုံးတစ်လုံးသွားကြည့်ကြပါမယ်နောက်တစ်လုံးကလည်းသူကဒီခန်းမှာမီးတုဆိုတဲ့စကားလုံးဖြစ်တဲ့ကြောင့်မီးတုပဲပါမှာဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကဒါအတိတ်ပဲအနေနဲ့ကရူရူလို့ခေါ်တဲ့ဒါကစီမင်းစီကန်းဆိုပြီးကျွန်မအတိတ်ပဲသူများနဲ့ပေါင်းရင်သူကခိဆိုမှသိရတယ်။တရားပြန်ဒီခန်းကြီးကိုကျွန်တော်တို့ကခိဆိုပြီးရကြခိဆိုခုလို့ခေါ်တယ်စသဖြင့်ဒီမှာပေါ့နော်တွေ့ရမယ်။အဲ့လိုမျိုးသူ့ကိုခိဆိုများမှတ်တယ်ဆိုရတဲ့စကားလုံးနဲ့တစ်ခါတည်းတွက်မှတ်ထားရင်ပိုအဆင်ပြေတယ်ပေါ့နော်။ဆိုရင်ဒီစကားလုံးမှာဆိုလို့ရှိရင်ဒါပထမဆုံးအနေနဲ့ဆိုရင်ဒီမဲ့ဆိုရင်ဒါခိဆိုခုဆိုမှအတိတ်ပဲခိဆိုခုဆိုလို့ရှိရင်ဒါစီမင်းစီကန်းဆိုပြီးရကျွန်မအတိတ်ပဲရတယ်ပေါ့နော်။နောက်စကားလုံးတွေလည်းဆိုလို့ရှိရင်သူကဒီနားလေးဆိုဖုဆိုမှအတိတ်ပဲဒါလေးဆိုရင်ဒီဆိုတာ N4 လောက်မှတင်ခဲ့ရတဲ့စကားလုံးလေးအဲ့စကားလုံးလေးဆိုရင်တော့ကျွန်တော်ဒီ N4 မှာဆိုရင်ပါတယ်လေအရင်တော့ကဘန်ရီနာဆိုတဲ့အဆင်ပြေတယ်ဆိုတဲ့ဟာမှဒီဖူလေးတာထည့်လိုက်မယ်ဆိုလို့ရှိရင်ဖူဘန်နာဆိုပြီးကျွန်မဒါအဆင်မပြေဘူးဆိုပြီးကျွန်မအတိတ်ပဲဖြစ်သွားရေပေါ့နော်သူကဒီဖူလေးတာဆိုတာ negative ကိုပြောတဲ့ negative ဆောင်တဲ့အတိတ်ပဲရောက်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလဲအစကငကဒါခိဆိုကုဆိုတာကစီမင်းစီကဲဆိုတော့ဖူခိဆိုခိဆိုဖူခိဆိုကုဆိုရင်ဒါကစီးမရှိစီကဲမရှိတော့ဆိုပြီးကျွန်မစီကဲကိုဖောက်ပြတဲ့စသဖြင့်အဲ့လိုအတိတ်ပဲရတယ်ပေါ့နော်ပါပြီဆိုလို့ရှိရင်နောက်ထပ်စကားလုံးတစ်လုံးသွားကြည့်ကြပါမယ်နောက်တစ်လုံးကကြတော့အာရဝါစုဆိုမှအတိတ်ပဲရတယ်ပေါ့နော်သူကဒါအာရဝါစုဆိုလို့ရှိရင်ဖော်ပြတယ်ဆိုမှအတိတ်ပဲရပါတယ်သူများနဲ့ပေါင်းရင်သူကဂန်းဆိုပြီးကြမှာအတိတ်ပဲရတယ်ဒီမှာလည်းအတူတူပဲအာရဝါစုဆိုတဲ့နေရာမှာဒီအရှိကမိဒီဟာလေးပဲပါတယ်ဒီဟာကသူ့ကြံဆိုသူ့စကားလုံးကြံဆိုလို့ရှိရင်တော့အာရဝါစုဆိုတဲ့ဒါဖော်ပြတယ်ဆိုမှအတိတ်ပဲဒါပေမဲ့သူကဂန်းဆိုမှတဲ့ဂန်းဆိုတဲ့နေရာမှာပို့ပြကြမှာတွေ့ရတယ်ပေါ့နော်ဒီမှာဆိုအာရဝါလေးလို့ဆိုလို့ရှိရင်ဒါကဖော်ပြထားပါတယ်ဆိုမှအတိတ်ပဲရပါတယ်နောက်တစ်ခုကတွေ့ရတယ်ဆိုတာဂန်းဆိုင်လို့ခေါ်ရတာကမျက်မှောက်ပေါ့နော်အခုလက်ရှိဆိုရင်ပြောချင်တဲ့အခါမြန်မာတွေ့ရတယ်အခုကပတ်စံခံကြီးလေးနဲ့ဆိုတော့ဂန်းကင်ဆိုလို့ရှိရင်တော့ဒါကငွေသားဆိုပြီးကျမအတိပဲရတယ်ပေါ့နော်ဂန်းကင်နဲ့ရှီယာရာဦးမရှီယာရာကြီးမစသဖြင့်ပတ်စံနဲ့ပေးချေပါမယ်ဆိုတဲ့စသဖြင့်အဲ့နေရာမှာတွေ့ရတဲ့ဂန်းကင်ဆိုတဲ့ဒီအသုံးအနှုန်းလေးပေါ့နော်ပါပြီဆိုလို့ရှိရင်နောက်ထပ်စကားလုံးတစ်လုံးတော့ကြည့်ကြပါမယ်နောက်တစ်လုံးကကြတော့ဒီနောက်ထပ်ခန်းနောက်ဒီအခန်းမှာဆိုလို့ရှိရင်ဒီဟာဒီစကားလုံးလေးပေါ့နော်ဒီဒိုး sorry ခိုးတို့မှာဆိုလို့ရှိရင်ဒီရှီမဲတို့ဆိုလဲတာညွှန်ပြတယ်ဆိုတဲ့စကားလုံးလေးနဲ့ပါတဲ့စကားလုံးလေးပေါ့နော်ဒီစကားဒီအစိပ်ပိုင်းလေးပါတဲ့နောက်ကခန်းကြီးတွေပတ်ပြီးတော့ဒီနောက်ထပ်လာမယ့်ဟာတွေကတင်ရမယ်ပေါ့နော်ပါပြီဆိုလို့ရှိရင်နောက်ထပ်စကားလုံးတစ်လုံးတော့ကြည့်ကြပါမယ်sorry
မယ်ဆိုရင်သူကဒါရှီမဲစုဆိုလို့ရှိရင်ကညွှန်ပြတယ်ဆိုပြီးကြမှာအတိတ်ပဲရတယ်ဒီရှီမဲစုဆိုညွှန်ကြမယ်မှာသူများနဲ့ပေါင်းရင်သူကကြီးဆိုပြီးမှအတိတ်ပဲရဒီရှီမဲစုမှာရှီမဲစုမှာဆိုလို့ရှိရင်လေကဒီစကလုံးလေးဆိုတာကတိနှစ်ဆိုနှစ်စကလုံးလေးနှစ်ပုံစံမျိုးလေးပေါ့အဲ့တော့တို့ကဘယ်လိုမှတ်လို့ရလဲဒီနှစ်ချောင်းနဲ့ထောင်ပြကြမှာလက်နှစ်ချောင်းတော်ပြီးညွှန်ပြရမယ်ပေါ့အဲ့လိုမျိုးလေးဒါမှတ်လို့ရရပေါ့နော်ဒါကအစီအပြေလို့မှတ်လို့ရပါတယ်သူ့ကိုဘေးနေမှာနောက်ထပ်တွေ့ရတယ်လေအဲ့ရှီမဲစုဆိုလို့ရှိရင်တော့သူကဒါညွှန်ပြတယ်ဆိုပြီးကြမှာအတိတ်ပဲရရပေါ့နော်နောက်တစ်လုံးကရှီမဲစုပြီးတော့နောက်တစ်ခုကရှီကြည့်ဆိုမှအတိတ်ပဲရှိသေးတယ်ယူပြီးတော့ပါရစကလုံးလေးအဲ့တော့ရှီကြည့်ဆိုလို့ရှိရင်တော့သူကရှီကြီးကကြတော့လေညွှန်ကြားချက်ဆိုပြီးကြမှာအတိတ်ပဲရရပေါ့နော်နောက်တစ်ခုကဒါလေးကဖော်ပြချက်မှာပါတဲ့စကလုံးလေးဆိုတော့ပြောကြည့်ပေါ့ဒါဆိုရင်ပြောကြည့်ဆိုမှအတိတ်ပဲရတယ်ပြောကြည့်ဆိုလို့ရှိရင်လေဒါကပြတာတယ်ဆိုပြီးကြမှာအတိတ်ပဲရတယ်ပေါ့နော်နောက်က KG ဘန်ဆိုမှအတိတ်ပဲရပါတယ် KG ဘန်ကကြတော့ဒါကြော်ညာဆိုင်ကြော်ညာပုတ်တနည်းအားဖြင့်သတင်းအချက်လက်ပုတ်ပြဆိုတာစသဖြင့်အတိတ်ပဲရရပေါ့နော်တန်းကြီးကန်တော့လည်းကတော့ဒါတန်းကြီးကန်ဆိုတဲ့စကားလုံးမှာတန်းကြီးကန်ကတော့နောက်ကပြဝဲဆိုပြီးကြမှာအတိတ်ပဲရရပေါ့နော်ဒီခန်းကျတော့ဒါသူကတော့ဒါပြတာပါတယ်ဆိုတော့ပြောချင်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒီခန်းကြီးလေးပေါ့သူကဒါပြတာတယ်ဆိုတော့ဒါအများကြီးပဲဒါပြဝဲကိုပြတတ်တာရှိရလို့နောက်ကကြော်ညာဆိုင်မှုတွေလည်းပြတတ်တာလေအတိတ်ပဲပေါ့နော်အဲ့လိုဆိုတော့ဒါလေးကအရန်ကြီးတော့မှတ်တာလည်းမခက်ဘူးပေါ့နော်ခန်းကြီးလေးကလည်းလွယ်တာလေးဆိုတော့ဟုတ်ပါပြီအဲဆိုလို့ရှိရင်နောက်ထပ်စကားလုံးတစ်လုံးသွားကြည့်ကြပါမယ်နောက်တစ်လုံးကကြတော့ဗာလေးလဲဆိုရင်ကျွန်တော်ဒီစကားလုံးလေးသူကမာဆွရီဆိုမှအဓိပ္ပာယ်ရှိပါတယ်ဒီမာဆွရီကကြတော့ဒါနောက်ကဖျားရှိခိုးတယ်စသဖြင့်အဲ့လိုမျိုးအဓိပ္ပာယ်ရရဲပေါ့နော်အဲ့မှာဆိုလဲဒီမှာဆိုတာကနောက်ကဒီမှာဆိုလို့ရှိရင်ဒီညွှန်ပြတယ်ဆိုတဲ့စကားလုံးလေးပါတယ်ဒါပေမဲ့သူ့ကိုတစ်လုံးချင်းကျွန်တော်တို့ပြန်ပြကြမှာခွဲထုတ်ကြည့်မယ်ဆိုလို့ရှိရင်နောက်ကဒါလေးလည်းပါတယ်ဒီအစိပ်ပိုင်းလေးလည်းပါတယ်နောက်ခုကဒါလေးဆိုလို့ရှိရင်ဒါအရင် lesson 3ကိုကြည့်ထားမယ်ဆိုရင်သိတယ်ဒါလေးဆိုလို့ရှိရင်ဒါလက်ကိုကိုစားပြီးတဲ့ ready key လေးပေါ့နော်အဲ့ဒါမှနောက်ကအခုကဒါညွှန်ပြရဲဆိုတဲ့ဒီပုံစံလေးပြန်ပါသွားရေပေါ့နော်ပါပြီသူကသူများနဲ့ပေါင်းရင်ဆိုင်ဆိုပြီးကြမှာအတိတ်ပဲရှိရဲပေါ့နော်သူကဒါမာဆွရီဆိုလို့ရှိရင်တော့နောက်ကခဏပြောခဲ့လို့ပဲဒါဖျားရှိခိုးတယ်ပေါ့အိုမာဆွရီဆိုလို့ရှိရင်တော့ပွဲတော်ပေါ့နော်အဲ့မာဆွရီကအရှိကနေမှဒါနာဆွလို့ခေါ်တဲ့နွေရာတွေခန့်ညွှန်တွေ့တော့နာဆွမာဆွရီဆိုလို့ရှိရင်ဒါကနွေရာတွေပွဲတော်ဆိုပြီးကြမှာအတိတ်ပဲရရဲပေါ့နော်ပါပြီနောက်တစ်လုံးကဆိုလို့ဒီဟာလေးကN3 level မှာသိရမယ့်စကားလုံးကိုပြောလိုက်မယ်ဒါလေးဆိုရင်တော့ကျတို့ခန်းကြီးလို့ခေါ်တဲ့ကခံစားရတယ်စသဖြင့်အိမ်မှာပါတဲ့စကားလုံးအဲ့တော့ဒီမှာဆိုလို့ရှိရင်ခန်းရှာကိုင်းဆိုပြီးကြမှာအဓိပ္ပာယ်ရရဲပေါ့နော်ဒီမှာကျတော့ဒါခန်းရှာကိုင်းဆိုရင်ကျတော့နောက်ကသူကကျတော့ခန်းရှာတော့ဒီနောက်ကဆိုင်နာမပါဘူးဆိုလို့ရှိရင်ခန်းရှာဆိုလို့ရှိရင်ဒါကျေးဇူးတင်တယ်ဆိုမှအဓိပ္ပာယ်ရရဲနောက်ကမွေးနေ့ဆူတောင်းနေပါညာဆိုလို့ရှိရင်နောက်ကတယောက်ကကိုသဘောကျရတဲ့ကိုကိုလာပြီးကြမှာမွေးနေ့ဆူတောင်းနေပါညာပွေ့တယ်မှာအဲ့လိုဆိုတာခိုးလို့ခါတာခန်းရှာရှိမှာအဲ့တော့နှလုံးသားတွေကလည်းအဲ့လိုကျေးဇူးတင်ပါတယ်ဆိုတဲ့ဒီကျေးဇူးတင်ပါတယ်ဒါပေမဲ့သူကနောက်ကဆိုင်ဆိုတဲ့စကားလုံးကသူကဒီနောက်ကပွဲတော်ပေါ့နော်ပွဲဆိုတဲ့အဓိပ္ပာယ်ပြတယ်ဖြစ်တဲ့ကြောင့်ဒါကခန်းရှာဆိုင်ဆိုလို့ရှိရင်ကျတော့ဒါကကျေးဇူးတင်တဲ့ပွဲဆိုပြီးကြမှာအဓိပ္ပာယ်ရသွားပြီနော်ပါပြီအဲ့ဆိုလို့ရှိရင်နောက်ထပ်စကားလုံးတစ်လုံးတော့ကြည့်ကြပါမယ်။နောက်တစ်လုံးကလည်းအတူတူပဲသူကနောက်ကဒါလေးကတားမြစ်ထားတယ်ဆိုမှအသေးပဲဒီမှာဆိုလဲသူက email အနေနဲ့ရေးထားပါတယ်။ဒိုမဲတို့ဆိုလို့ရှိရင်ရက်တန့်စီရေပေါ့။သူများနဲ့ပေါင်းရင်သူကခင်းဆိုပြီးမှအသေးပဲရပါတယ်။အဲ့မှာဆိုလဲဒိုမဲတို့မှာဆိုလို့ရှိရင်လည်းနောက်က sorry ဒိုမဲတို့ဒီဟာလေးကတနည်းအားဖြင့်ဒါကတက်မဲ့တနည်းအားဖြင့်တားမြစ်ထားတယ်ဆိုမှအသေးပဲရရဲပေါ့နော်။တူကြံလုံးမှာပဲနဲ့သူနဲ့ပတ်တဲ့စကားလုံးတစ်ခါတွဲလုံးလေးလိုက်မှတ်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေပေါ့နော်။အဲ့တော့ဒါဆိုလဲဒီခန်းကြီးမှာဆိုလဲမစွဲပြတော့ဘူးကြည့်မယ်ဆိုလို့ရှိရင်ဒါဒီမှာဒီအစိပ်ပိုင်းနှလုံးမှာအဲဆိုဒါခိဆိုတဲ့တစ်ပင်နှစ်ပင်နဲ့ဆိုရင်ဒါမိုရီဆိုတဲ့ဒေါအုပ်ဆိုမှအသေးပဲရတယ်အဲ့တော့ဒေါအုပ်ကိုညှင်းပြထားတဲ့နေရာကိုတားမြစ်ထားပါလေဆိုပြီးချက်မှလည်းမှတ်လို့ရရပေါ့နော်ပါပြီအဲဆိုနောက်ထပ် तू ကဒီစကလုံးအနေနဲ့ဆိုတော့ထက်ဒီဟာလေးခဲမိုရီလို့ခေါ်တဲ့ဟာလေး N3 ဆိုမတုံမဲရေးမှာပါတယ်ပေါ့နော်ဆိုမတုံမဲပထမ lesson မှာကြရအောင်ပါတယ်ခဲမိုရီဆိုရယ်မီကိုခန်းကြီးနေဆိုတော့ခင်းရန်ဆိုလို့ရှိရင်ဒါကဆေးလိမ်မတောက်ရဆိုပြီးချက်မှအတိတ်ပဲရရပေါ့နော်နောက်ခုကရက်တဲ့နဲ့ဟာလေးနဲ့ဆိုတော့ခင်းရှိဆိုလို့ရှိရင်နောက်ကတားမြစ်ထားတယ်ဆိုပြီးချက်မှအတိတ်ပဲရရပေါ့နော်နောက်တစ်လုံးကကြတော့အိုးတန်းခင်းရှိဆိုမှအသေးပဲရတယ်အိုးတန်းခင်းရှိရကြတော့နက်ကဒါလေးကနည်းနည်းရှိတော့ရှိကောင်းရှိနိုင်တယ်ပေါ့နော်အိုးတန်းခင်းရှိဆိုလို့ရှိရင်သူကဒါနက်ကလမ်းဖြတ်ကူးတာတွေပါညာတားမြစ်ထားရဲဆိုတော့လမ်းတွေပါညာဖြတ်မကူးရအောင်ဆိုတဲ့အသေးပဲပေါ့နော်ပါပြီအဲဆိုလို့ရှိရင်နောက်ထပ်စကားလုံးတစ်လုံးသွားကြည့်ကြပါမယ်ပါပြီနောက်တစ်လုံးကကြတော့နောက်ထပ် K ဆိုရယ်နောက်တစ်လုံးကကြတော့ခိုးတော့မှဘာစကားလုံးလေးပါရရလေဒီစကားလုံးလေးမှပတ်သက်တဲ့ကဒီဟာလေးနဲ့ပတ်သက်တဲ့ပေါ့နော်ဒီဟာလေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးဒီပတ်သက်တဲ့ခန်းစည်းစကားလုံးလေးကိုကျွန်တော်တို့နောက်ထပ်တင်ရမယ်ပေါ့နော်သူကလည်းဒါခိုးတော့မှပါတဲ့အစိပ်အပိုင်းတွေဖြစ်သွားပြီပေါ့နော်ဒါလေးဆိုလို့ရှိရင်ကြည့်ကြည့်မယ်ဆိုလို့ရှိရင်ခါသားခန်းသားရဲ့နဲ့တူရပေါ့နော်ခါသားခဏနဲ့ကဒီလိုလေးဖြစ်သွားတယ်သူကကြဒီလိုလေးထောင်လေးပေါ့နော်အဲ့လိုလေး
မတူတော့မတူသွားဘူးပေါ့ဒါပေမဲ့အဲ့လိုပုံစံလေးဖြစ်သွားပါတယ်အဲ့ဆိုလို့ရှိရင်သူနဲ့ပတ်သက်တဲ့စကားလုံးလေးတွေတွက်ကြည့်ကြပါမယ်ပြီးနောက်ကဒီမှာဆိုလို့ရှိရင်လည်းကြည့်ချင်တယ်နောက်ကကျွန်တော်ဒီခန်းကြီးလေးပေါ့နော်ဒါလေးဆိုလို့ရှိရင်အရှိကဒါလေးကဟုတ်ပြီသူကဒီခဏပြောတဲ့အိတ်စက်ကလုံးလေးပေါ့နော်အဲ့ဟောင်မှနောက်ကဒီဟာလေးဆိုလို့ရှိရင်နောက်ကနောက်ကအာနီလို့ခေါ်တယ်တရှိလို့နောက်ကကျွန်တော်ဒါတီဗီသားစက်ကလုံးအကိုခန်းကြီးပေါ့နော်သူကဘာအသေးပဲလဲဆိုရင် EWA ဆိုမှအသေးပဲသူကဂုံပြူတာစသဖြင့်အဲ့နေရာပါတဲ့စက်ကလုံးလေးသူများနဲ့ပေါင်းရင်ရှူးဆိုမှအသေးပဲရတယ်ရှုခုဆိုပြီးမှလည်းအသေးပဲရတယ်နော်အဲဆိုရင်စက်ကလုံးတွေတွားကြည့်မယ်ဆိုရင် OEY ဆိုလို့ရှိရင်ဒါကဂုံပြူပွဲဆိုပြီးကျွန်တော်တို့တီဗီသားစက်ကလုံးလေးပဲအဲဒါအရှိကဒါလေးဆိုရင်ဒါနီယူကခုဆိုလို့ရှိရင်ဒါကကြောင်းဝင်နေနောက်က OEY ကဂုံပြူတယ်ဆိုတော့နောက်ကကြောင်းဝင်ဂုံပွဲဂုံပြူပွဲအခမ်းအနားကြောင်းဝင်ဂုံပွဲကျောင်းဝင်ကွန်ပွဲအခမ်းအနားပေါ့နော်ကျောင်းဝင်ပွဲအခမ်းအနားဆိုမှအသေးပဲရလာပါတယ်။နောက်တစ်ခုကကျတော့ဒါလေးကရှူးရှော့ခုဆိုလို့ရှိရင်ဒီစကားလုံးလေးက EWA အောက်မှာပါပဲနဲ့ရှူးရှော့ခုကြိုင်ဆိုလို့ရှိရင်သူကဒါ N2 level ခန်းကြီးဖြစ်သွားပြီ။အခန်းကြီးဆိုလို့ရှိရင်ဒါကအလုံးလုံးတွေစသဖြင့်အိမ်မှာပါတယ်စကားလုံးလေးပေါ့နော်။အဲ့တော့ဒီမှာဆိုရင်ရှူးရှော့ခု EWA ဆိုလို့ကျတော့ဒါကအလုံးလုံးရတဲ့အတွက်ကြောင့်ဒါဂုံအလုံးဝင်ချင်းရတဲ့အတွက်ဒါဂုံပြုတ်တယ်ပေါ့။အခမ်းအနားလိုတယ်ပေါ့စသဖြင့်အဲ့အသေးပဲရရပေါ့နော်။ပါပြီနောက်တဲ့စကားလုံးလေးဒါလေးကနီးချီဆိုတဲ့နီးရတဲ့တွေ့မယ်ဆိုရင်လူကဒါရှစ်ခုကြီးဆွတ်ဆိုမှအသေးပဲရတယ်ရှစ်ခုကြီးဆွတ်ကကြတော့ဒါကပိတ်ရက်ဆိုမှအသေးပဲပိတ်ရက်တော့ပိတ်ရက်ပြီမဲ့သူပိတ်ရက်ကကြတော့ဒါကအထူးအမြတ်နေ့တွေမှာပိတ်တဲ့ပိတ်ရက်ဆိုပြောလို့ရတယ်ပေါ့နော်ကျွန်တော်ပိတ်ရက်မှာဆိုအများကြီးရှိရလေ rank Q လို့ခေါ်တဲ့ပိတ်ရက်ရှိရလို့ short term ပိတ်ရက်တာရှိရပေါ့နော်ဒီဒါဆိုရှစ်ခုကြီးဆွတ်ဆိုတာကအထူးနေ့လို့ပြောလိုက်တာကျွန်တော်မြန်မာပြည်အနေနဲ့ကြည့်မယ်ဆိုရင်တော့မှဒါနောက်ကမြန်မာဆိုအထူးနေ့အများကြီးရှိလေနောက်ကအာဇာနည်နေ့တို့လွတ်လပ်ရေးနေ့တို့အမျိုးသားနေ့တို့စသဖြင့်အဲ့လိုနေ့တို့ပြောချင်တဲ့အခါမျိုးရှကူကြီးဆွဆိုပြီးတော့ကျွန်မသုံးလို့ရတယ်ပေါ့နော်။ပါပြီအဲ့ဆိုလို့ရှိရင်နောက်ထပ်တစ်လုံးသွားကြည့်ကြပါမယ်။နောက်တစ်လုံးကကြတော့ဒါလေးပေါ့နော်နောက်တစ်လုံးကကျတော့ဒီစကားလုံးလေးတွေ့ရပါမယ်ဒီရှိတာလေးနဲ့ဒါလေးပေါ့နော်ဒါလေးဆိုရင်သူက ray ဆိုပြီးတော့ကျွန်မအတိပယ်ရတယ်နောက်ကအုံးယုံမိပေါ့နော်အဲဆိုရင်သူကအတိပယ်အနေနဲ့ဆိုသူမလေးကြည့်ပြထားပဲ oray နောက်က oray ဆိုဒီဒါလေးကြည့်ကြည့်မယ်ပို့ပြီးတော့နားလည်မယ်တင်တယ်ထိန်းနေနာခိုးလို့ဆိုလို့ရှိရင်ဒါကထိန်းနေဆိုလို့ရှိရင်ဒါကယင်ကျေးတာပေါ့ယင်ကျေးတဲ့အပြုအမူကိုပြောတဲ့ဟာပေါ့ဒါလည်း oray ဆိုလို့ရှိရင်ဒါကနောက်ကဒီဘယ်လိုပြမလဲရင်ကြီးကြီးလုပ်တယ်ပေါ့ရင်ကြီးကြီးပြူရင်ကြီးကြီးပြူငါဖြစ်ရပေါ့အဲ့လိုမျိုးအတိတ်ပဲရရပေါ့နော်ရှီစရေးဆိုလို့ရှင်လည်းအတူတူပဲပေါ့နော်ဒါရှီစရေးကျွန်တော်ဒါရင်ကြီးတာပဲရှီစရေးဒစ်ငါဆိုလို့ရှင်တစ်ဖက်လူကိုစကားပြောတဲ့အချိန်မှာတရားလေးထည့်ပြောခြင်းအပြင်ကိုကဒါနောက်ကနည်းနည်းလေးတစ်ဖက်လူကမှကိုကဒါရင်ကြီးတဲ့ပုံတက်ရောက်သွားရေပေါ့နော်အိုရေးဆိုတာခဏလေးကျေးဇူးပြောပြမယ်ကျေးဇူးတင်ဆိုတော့နောက်ကရင်ကြီးကြီးမေးတဲ့စကားလုံးလေးပေါ့နော်အဲ့စကားလုံးလေးဆိုတာကကျွန်တော်ဒီ history တဲ့စကားလေးဆိုတာကလူတိုင်းတည်တယ်ပေါ့နော်history တဲ့စကားတစ်စိတ်လောက်ပါပေါ့စသဖြင့်ကိုသိချင်တဲ့အကြောင်းအရာလေးတွေပေါ့စိတ်တော့မရှိပါနဲ့ပေါ့ရိုင်းနေလို့တော့မချင်ပါနဲ့ပေါ့အဲ့လိုအဒီဘေးလေးရောက်သွားပြီပေါ့နော်ဒါလေးတိမယ်လို့ထင်တယ်ပေါ့နော်ပါပြီအဲ့ဆိုလို့ရှိရင်နောက်ထပ်အလုံးသွားကြည့်ပါမယ်နောက်တစ်လုံးကကျတော့ဒီစကလုံးလေးနဲ့ပတ်သက်ပြီးတော့တင်ရပါမယ်နောက်တစ်ခန်းကကျတော့ဒါလေးဆိုတာဟိုးစုလို့ခေါ်တာကလှမ်းနေဆိုပြီးတော့ကျွန်မအတိပေးရတယ်ဒီခန်းကြီးပါတဲ့ခန်းကြီးအစိပ်ပိုင်းလေးကိုကျွန်တော်တို့ထပ်ပြီးတော့ကျွန်မတင်ရမယ်ပေါ့နော်အဲဆိုရင်ဒီနဲ့ပတ်သက်တဲ့စကလုံးလေးကိုတွားကြည့်ကြပါမယ်ပါပြီဒီမှာတော့သူကဒါဟိုးစုဟီတုဆိုပြီးတော့ကျွန်မရေးထားတယ်သူကဒါလှမ်းနေဆိုပြီးတော့ကျွန်မအတိပေးရတယ်သူများနဲ့ပေါင်းရင်တော့သူကခန်းဆိုပြီးတော့ကျွန်မအတိပေးရတယ်ဒီတိုင်းတူတိုင်းဆိုလို့ရှိရင်ဟိုးစုဆိုလို့ရှိရင်ဒါကလှမ်းနေဆိုပြီးတော့ကျွန်မအတိပေးရသွားပြီပေါ့နော်ပါပြီဒါကနည်းနည်းလေးလွယ်တာဆိုတော့ကျွန်တော်လည်းအလုံးသွားကြည့်လိုက်နော်ပါပြီနောက်တစ်လုံးကဒီဟာလေးလည်းအတူတူပဲနောက်ကသူကအာဆဲလို့ခေါ်ရတာချွေးဆိုပြီးမှတည်းပဲကျွန်တော်ခဏကိုကဆက်တဲ့ချွေးတွေကိုပြောချင်တာပါသူများနဲ့ပေါင်းရင်တော့သူကခန်းဆိုပြီးရကျွန်မအသေးပေးရတယ်ခဏကလှမ်းနေဆိုတဲ့ဟာကမှအရှိကတာရေဆက်30လေးထည့်လိုက်မယ်ဆိုရင်သူကဒါချွေးဆိုပြီးကျွန်မအသေးပေးရသွားပြီပေါ့နော်ဒီမှာတော့ရေးထားပါတယ်အာဆဲကိုခါခုဆိုလို့ရှိရင်တော့ချွေးတွေပါညာတော့တုတ်တယ်ပေါ့အဲ့လိုအသေးပေးရတယ်နောက်ကအာဆဲကိုနောက်ကနာဂစုဆိုဒါလေးဆိုရင်အနောက်ကစကလုံးလေးကစီးစင်းနေဆိုပြီးရကြမှာအသေးပေးရတယ်မြစ်တွေပါညာစီးစင်းနေဆိုလို့ရှိရင်ဒီဟာလေးကိုသုံးနေပေါ့နော်ခါဘကနောက်ကဒီအဲ့ဒါဖြင့်ဒီမြစ်တွေကစီးစင်းနေအဲ့လိုမျိုးအဲ့ခါဘကနာဂတိမဆိုလို့ရှိရင်ဒါမြစ်ချောင်းစီးစင်းနေပါတယ်ဆိုပြီးကျမအသေးပေးရတယ်အဲ့လိုမျိုးစာရင်းမြစ်တွေပါညာစီးစင်းနေဆိုမြတ်သူကအသေးပေးကိုဖော်ဆောင်နေပေါ့နော်ဒီမှာကျတော့ဒါချွေးရစီးစင်းနေတယ်မဟုတ်ဘဲနဲ့ချွေးတွေကထွက်လာတယ်ချွေးပေါက်ကြကြကျလာတယ်ပေါ့အဲ့လိုမျိုးအသေးပေးမှတ်လို့ရတယ်ပေါ့နော်ပါပြီနောက်တစ်လုံးကကြတော့ဒီဟာလေးဒီစကလုံးလေးလဲနောက်ကကျုံးတယ်
စိမ့်လုံးလောက်ခုလို့ထင်နေပေါ့နော်ဒါလေးက hey ဆိုပြီးကျွန်မအဓိပ္ပာယ်ရပါတယ်ထူးတော့ထူးခြားတယ်နော်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ဒါလေးကိုစဉ်းစားမိမှာမဟုတ်ခဏကဒါလေးကြိုင်ဆိုလို့ရှိရင်ဒီစကားလုံးလေးဒီဟာလေးပေါ့နော်ဒါလေးကြိုင်ဆိုလို့ရှိရင်သူကဒါပိုစုလို့ခေါ်တယ်လှမ်းနေဆိုမှအဓိပ္ပာယ်အဲ့ဒါကိုမှဒီလိုလေးထည့်လိုက်မယ်ဆိုလို့ရှိရင် hey ဝါတော့မှပါတယ်စကားလုံးလေးဖြစ်သွားတယ်နော်ပုံမှန်ဆိုတော့မစဉ်းစားမိဘူးဒါပေမဲ့ဒီစာအုပ်လေးမှာကဒါအဲ့လိုမျိုးလေးပါဖြစ်ကြောင်ကျွန်တော်တို့ကဒါခန်းကြီးကိုနောက်ကဘယ်လိုပြောရမလဲသူ့ရမှာဇင်းနှမြစ်မြန်မာလိုပြောရင်ဇင်းနှမြစ်ပေါ့နော်အဲ့လိုမျိုးလေးတစ်ချက်လိုက်လို့ရရပါတော့အဲ့တော့အရန်စိတ်ဝင်စားဖို့ကောင်းနေထင်တယ်ပေါ့နော်ပါပြီအဲဆိုလို့ရှိရင်ကြည့်ကြည့်မယ်ဆိုရင်သူကတိုင်းခီးတာဆိုမှတည်းတယ်တနည်းအားဖြင့်ဒါကပြမ်းမြဆိုပြီးကြမှာအသေးပဲရသူများနဲ့ပေါင်းရင်သူကဟဲအီတို့ဘေဟော့ဆိုပြီးကြမှာအသေးပဲရှိပါတယ်ပထမဆုံးအနေနဲ့နေ့ရက်ခန်းကျလို့မယ်ဆိုရင်ကျတော့ဟဲကြီးဆွဲပေါ့နော်ဟဲကြီးဆွဲဆိုလို့ရှိရင်ဒါကဂျားရက်ဆိုပြီးကြမှာအသေးပဲရတယ်ပေါ့နော်နောက်ကဟဲခင်းမှာဟဲခင်းကတော့ဒါပြမ်းမြဆိုမှအသေးပဲရတယ်တနည်းအားဖြင့်ကျွန်တော်တို့အသေးပဲရှိရလေအန်သူလောက်မှာဆိုကျွန်တော်သင်ရမယ်ဟဲခင်းဟဲခင်းဂျူးမျိုးဆိုလို့ရှိရင်နောက်ကတက်တန်းဆိုပြမ်းမြတက်တန်းပြမ်းမြတက်တန်းအဲ့ဒီမှာတွေ့ရတဲ့စကားလုံးတွေမယ်နော်ပြမ်းမြတက်တန်းနောက်ကကျတော့ hey key ကနောက်ကစိတ်အခြေအနေခံကြီးဆိုတော့ hey key ဆို hey ကတာမန်ဆိုတော့ပုံမှန်ပေါ့နော်အဲ့တော့တာမန်စိတ်အခြေအနေပဲအရင်ကြီးစိတ်လှုပ်ရှားမှုမရှိဘူးဆိုမှအလေးပေးရတယ်ဒါပေမဲ့အဲ့ဒီ hey ကိုမှနောက်ကကျတော့တီးပြားစကားလုံးလေးပဲဒီစကားလုံးလေးထည့်လိုက်မယ်ပေါ့နော်ဒါလေးညာလေးဝါဒရှိဆိုရင်ကမူပါလားမဝါဒရှိမဟုတ်တဲ့အရှိကနောက်ကဒီဟာလေးပါသွားမယ်ဆိုရင်ဒီနှလုံးဆိုလို့ရှိရင်ဒါ hey wa လို့ခေါ်တာကငိမ့်ချမ်းရေးဆိုပြီးကြမှာအတိပဲရရပေါ့နော်အဲ့ဒါလေးလေးမှတ်ထားမယ်ပေါ့နော်ဒီမှာတော့မပါသွားဘူးပေါ့နော်ပါပြီအဲဆိုလို့ရှိရင်နောက်ထပ်စကားလုံးတစ်လုံးကြည့်ကြပါမယ်ဟုတ်ပြီနောက်တစ်လုံးကကျတော့ကျွန်တော်ဒါဒီစကားလုံးလေးဒီဆာဆာအဲဒူလို့ခေါ်တဲ့ဒီဆာဆာအဲဒူပါတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ရမယ်ပေါ့နော်အဲခန်းကြီးမှာဆိုလို့ရှိရင်လည်းကြည့်မယ်ဆိုလို့ရှိရင်တော့ဒါမြေကြီးခန်းကြီးလေးပါတယ်အောက်ကဆိုတာကလက် ready ခန်းကြီးလေးသူကဆာဆာအဲဒူဆိုလို့ရှိရင်တော့ထောက်ပံ့နေထောက်ခံနေဆိုပြီးကျွန်မအသေးပဲထောက်ပံ့နေဆိုရင်ဒါပစ္စည်းတွေပါညာဆိုထောက်ပံ့ပေးကမ်းနေပေါ့လူတွေပါညာဆိုလို့ရှိရင်တော့အားပေးတယ်ပေါ့စသဖြင့်အဲ့လိုအသေးပဲလေးသူကပေါ်ဆောင်နေပေါ့နော်ပါပြီဆိုတော့စကလုံးတစ်လုံးတော့ကြည့်ကြပါမယ်နောက်သူနဲ့ပတ်သက်တာလေးပေါ့နော်သူကဆာဆာအဲဒူဆိုပြီးကျွန်မအသေးပဲရတယ်နော်ရတဲ့ပေါင်းရင်ရှိဆိုပြီးမှလည်းအသေးပဲရပါတယ်ရှီယာရာဆိုလို့ရှိရင်ပေးချေတယ်ရှီယာရာကြီးမှပေးတယ်ပေါ့နော်အိုယာရာကြီးမှဆိုလို့ရှိရင်ဒါကလည်းပေးချေပါတယ်ဟုတ်ကဲ့ရှီတန်းဆိုလို့ရှိရင်ဒါကစိုင်ခွဲဆိုပြီးကျွန်မအသေးပဲရပြီးတော့ရှီ Q ပေါ့နော်ရှီ Q ကလည်းနောက်ကဒီသူကလည်းဒီရှီခွကကျတော့ထုတ်ပေးရဆိုမှလေးပေးရတယ်ထုတ်ပေးတာကကျတော့လာစာရေးပါညာရေးထုတ်တယ်အဲ့လိုမျိုးချောင်းရဆိုလို့ရှိရင်ဒီရှီ Q လေးကိုတုံးလို့ရတယ်ပေါ့နော်ဒီမှာဆိုလဲဒါပေးချေတဲ့ပုံစံမျိုးလေးဆိုရှီရတိုင်းမှာပေးချေတယ်ဆိုတာလည်းတူပဲပေါ့နော်ဆိုရင်ရှီ Q ဆိုလို့ရှိရင်ထုတ်ပေးတယ်လာစာရေးပါညာရေးထဲကပစ္စည်းကိုအတွင်းကိုထုတ်တယ်ဆိုတာလေသူကဒီပတ်စံကိုထုတ်တယ်ဆိုတဲ့အခါမျိုးမှာပို့ပြီးတော့အသုံးများရေပေါ့နော်ရှီ Q ဆိုတာလေးပါပါပြီဆိုတော့တဲ့စကားလုံးတစ်လုံးသွားကြည့်ကြပါမယ်နောက်တစ်လုံးကကျွန်တော်ဘာလေးလဲဆိုရင်ခဏတွေ့ရဆဆအဲဒူပါမှာပဲပေါ့နော်ဆဆအဲဒူခန်းကြီးလေးရဲ့အရှိကတဲ့ဆိုတဲ့ let ready ခန်းကြီးလေးပေါ့နော်သူကဝါဇဆိုပြီးကျွန်မအသေးပဲရပါတယ်ဒီဝါဇကဘာအသေးပဲတော့ကောင်တော့ဒါလက်ရာဆိုမှအသေးပဲရတယ်လက်ရာလှုပ်ဆောင်ရည်ပေါ့အဲ့လိုမျိုးလက်ရာဆိုလှုပ်ဆောင်တဲ့စွမ်းရည်ဆိုမှအသေးပဲရတယ်သူများနဲ့ပေါင်းရင်သူက geek ဆိုပြီးမှအသေးပဲသူ့ကိုဒီလိုကြီးမှတ်တယ်ဆိုတာတဲ့ဒီလိုလေးဒီမှာဆိုပြပြထားရပေါ့နော်geek juices ပေါ့နော် geek juices ဆိုလို့ရှိရင်သူကနီးပညာဆိုမှအသေးပဲရတယ်နီးပညာပေါ့နော်နီးပညာမျိုး ID တို့ပါတော့အဲ့မှာပါတယ်ဒီ use ဆိုမှဒီအရေးပဲလေးရှိရပေါ့နော်ပါပြီဒီမှာတော့တစ်လုံးနဲ့ပဲဖော်ပြထားပါတယ်နောက်ထပ်စကားလုံးတစ်လုံးသွားကြည့်ကြပါမယ်ဟုတ်ပြီနောက်တစ်လုံးကတရားလေးပေါ့နော်နောက်ထပ် addict လေးဖြစ်သွားပါပြီနောက်ထပ်စကားလုံးကကျတော့ဒီချီခါရလို့ခေါ်တဲ့ခွင်အားပေါ့နော်ဒီခွင်အားပါတဲ့ခန်းကြီးလေးနဲ့ပါတယ်ဒီအစိပ်ပိုင်းလေးပါတဲ့ခန်းကြီးလေးကိုကျွန်တော်တို့လေ့လာရမှာဖြစ်ပါတယ်ပါပြီဆိုရင်ဒီမဲ့ကြည့်ပါမယ်ပထမဆုံးအနေနဲ့ဆိုဒါလေးကခီဆိုမှခီခူထားတယ်ပြန်ခိုးဆိုပြီးကြမှာအတိပဲရရဲပေါ့နော်ဒီဟာကိုကျတော့ဘယ်လိုမှကြမလဲသူကဒါရလက်တို့ပါတော့စသဖြင့်အဲ့မှာပြောတဲ့စကားလုံးလေးပေါ့နော်အဲ့မှာဆိုရင်အရှိကခန်းကြီးလို့ဆိုလို့ရှိရင်ကျွန်တော်တို့အိုတိုးဆန်ဆိုတဲ့အဖေခန်းကြီးနဲ့နည်းနည်းလေးတရားလေးမပါဘူးဆိုလို့ရှိရင်အဲ့လိုမျိုးလေးစင်သွားရေပေါ့နော်အဲ့အစိပ်ပိုင်းလေးတက်ရောက်သွားတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ခိုးကပေါ့နော်ပထမဆုံးအနေနဲ့နောက်ကဒီခိုးကလေးမှာဆိုလို့ရှိရင်ဒီကလေးကကျွန်တော်တို့ခူရာမုံနိုးလို့ခေါ်တတိဝလန်ပါပါတယ်ခန်းကြီးလေးပေါ့နော်အဲ့တော့ဒီမှာဆိုပြောင်းသွားပါတယ်ခိုးကဆိုမှအသေးပေးရပါတယ်ခိုးကတော့ညမြင်ဒါရလက်ဆိုပြီးကြမှာအသေးပေးရတယ်ပေါ့နော်ခိုးကတဲ့ခီဆိုမှအသေးပေးရတယ်ဒီခိုးကတဲ့ခီရတာအတူတူပဲငကောသူကလည်းအကျိုးသက်ရောက်မှုရှိရေပေါ့ဒီမှာဒီခိုးကတော့ဒါရားလက်လို့လည်းရတယ်ဒါပေမဲ့သူ့ကိုရားလက်လို့မတုံးချင်ဘူးဆိုရင်ဒါထိရောက်တယ်ပေါ့ဒီမှာကျတော့ခိုးကတခိဆိုကြတာကရားလက်ပေါ့ရားလက်ကဒါနေပြတာထိရောက်သွားတယ်အကျိုးသက်ရောက်တယ်ဆိုပြီး
အဲ့ဒီလိုအဓိပ္ပာယ်ရရပေါ့နော်ပါပြီအဲ့ဆိုရင်နောက်ထပ်စကားလုံးတစ်လုံးတော့ကြည့်ကြပါမယ်နောက်တစ်လုံးကဒီဟာလေးပေါ့နော်သူကစွတိုမဲသူလို့ခေါ်တဲ့နောက်ကအလုံးလုပ်တယ်ဆိုတာထဲနောက်ကသူကကြတော့ဒီစွတိုမဲတွေတာဝန်ထမ်းဆောင်နေပေါ့အဲ့လိုအဓိပ္ပာယ်ရတယ်သူကသူများနဲ့ပေါင်းရင်ဒိုးဆိုပြီးကြမှာအဓိပ္ပာယ်ရတယ်ဒီခန်းကြီးမှာဆိုလည်းကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာတော့နည်းနည်းလေးပြထားရပေါ့ဒီမှာကြည့်လို့ရတယ်ဒါဆိုတော့ဝန်းနာလို့ခေါ်တဲ့ဒါမိန်းမခန်းကြီးပါတယ်ဒါလေးဆိုရင်ဒါကအမ်ဒီစာအုပ်ရဲ့ lesson 1မှာပါတယ်ဒါတဲ့ဆိုလက် ready တင်လေးပဲဒါဆိုဒါကနာချီခါရဆိုတဲ့အာခန်းကြီးလေးပေါ့နော်အဲ့ဒါလေးတော့ဒီကျွန်တော်ထပ်ပြီးပြောလိုက်ပါမယ်ဒီစာအုပ်ကတော်တော်လေးပေါ့နော်အဲ့လိုမျိုးလေးအစင်မပြတ်ကြည့်သွားမယ်ဆိုလို့ရှင်တော့ဒါနားလေတယ်နောက်ပိုင်းခန်းကြီးတွေဆိုရင်ဒါကျွန်တော်မြင်တာနဲ့ဘာကဘာဆိုတာလုံးဝအတိအလင်းတည်တယ်ပေါ့နော်ပါပြီအဲဆိုလို့ရှင်ဒီမှာဆိုကြတော့ဒါဆိုရင် तू ကသူများနဲ့ပေါင်းရင်ဒိုးဆိုပြီးမှအသေးပြရတယ်အနောက်ကဒီကချီခါရခွန်အားခန်းကြီးနဲ့ဆိုတော့ဒိုးရီယောခုဆိုမှအသေးပြရတယ်ဒိုးရီယောခုကလည်းကျွန်တော်ဒါအတူတူပဲ तू ကဒါလုံးလို့တယ်ဆိုမှဒါစ조사တယ်ပေါ့အဲ့လိုအသေးပြရသွားတယ်ပေါ့နော်ပါပြီအဲဆိုလို့ရှိရင်နောက်ထပ်စကားလုံးတစ်လုံးသွားကြည့်ကြပါမယ်နောက်တစ်လုံးကဒီဟာလေးပေါ့နော်နောက်တစ်လုံးကကြတော့ဒီခါစာနဲတူလို့ခေါ်တဲ့ဒီစကားလုံးလေးဒီခါစာနဲတူကနောက်ကဘာအိပဲလဲဆိုရင်သူကဒီအလုပ်တွေကိုပို့ပြီးမှလုပ်တယ်ဆိုမှအသေးပဲတစ်ခုထက်ပို့တဲ့အလုပ်တွေဆိုလို့ရှိရင်ထက်ဆင့်လုပ်တယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးပြောချင်တဲ့ခါမျိုးမှာဆိုလို့ရှိရင်ဒီခါစာနဲတူဆိုတဲ့ဒီဒါလေးကိုပြောရဲပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီအဲ့အစိပ်ပိုင်းလေးပါတဲ့ဟာလေးကိုကျွန်တော်တို့တင်ရမှာဒီအကြောင်းကြည့်ကြည့်မယ်အဲ့ဆိုရင်ပထမဆုံးအနေနဲ့ဆိုလို့ရှိရင်ဒီဟာလေးဒီခန်းကြီးမှာဆိုလို့ရှိရင်လည်းနောက်ကခန်းကြီးလို့ရင်ဆုံးကြည့်မယ်ဆိုလို့ရှိရင်ဒီအရှိကဆိုတာကျွန်တော်ခန်းကတီးရစကလာဆိုတော့အီဒိုးဆိုတဲ့အချီမင်ခန်းကြီးလေးရဲ့ဒါလေးကခါစာနဲတူလို့ခေါ်တဲ့နောက်ကအလုပ်တွေပူညာထပ်ဆောင်လုပ်တယ်ဆိုတာဟာလေးပေါ့နော်အဲ့တော့ဒါလေးကခူမီဆိုပြီးကြမှာအဓိပ္ပာယ်ရပါတယ်ဒါဒီဟာလည်းအတူတူပဲဒီခူမီမှာကျတော့အဓိပ္ပာယ်တွေအများကြီးကျွန်တော်တို့လုပ်တွေပါညာစူပေါင်းမှလုပ်တယ်အတင်းအဖွဲ့ဆိုလို့ရှိရင်ဖွဲ့စည်းပြီးမှလုပ်တယ်ပြည့်မလာလုပ်တယ်စသဖြင့်လို့အဓိပ္ပာယ်တွေဖက်ဆောင်နေပေါ့နော်သူကသူများနဲ့ပေါင်းရင်ဆိုးဆိုပြီးကြမှာအဓိပ္ပာယ်ရပါတယ်ခူမှုဆိုလို့ရှိရင်ကဖွဲ့စည်းလုပ်ငန်းပါဝင်နေပေါ့အဲ့တော့နောက်ကတာချိမက်ဆိုမတ်တက်ရက်တယ်ဆိုတဲ့ခန်းကြီးနဲ့ဆိုတော့ခူမီတာတဲတူဆိုပြီးကြမှာအဓိပ္ပာယ်ရတယ်ခူမီတာတဲတူကရလကဟိုကတက်စင်နဲ့စသဖြင့်တိဆောက်တယ်အဲ့အဓိပ္ပာယ်ကိုသွားလို့ရတယ်ပေါ့နော်နောက်တစ်ခုကဘန်လို့ခေါ်တဲ့ကနံပါတ်အဖမ်းကြီးကော်ဘန်တော့ရဲ့နံပါတ်ပေါ့နော်အဲ့မှာပါတဲ့နံပါတ်ဆိုတော့ဘန်ကူမီဆိုလို့ရှိရင်ဒါနောက်ကအစီအစဉ်ဆိုမှအဓိပ္ပာယ် TV အစီအစဉ်တွေပါညာဆိုလို့ရှိရင်ဒီဘန်ကူမီကိုသုံးလို့ရပါတယ်နောက်တစ်ခုကသူကဒါအာအီမအောက်ဆိုရကိုက်ညီတယ်ဆိုတဲ့ခန်းကြီးဆိုတော့ခူမီအာဝါဆဲလို့ဆိုလို့ရှိရင်ကအတူတူလုပ်တယ်ပေါ့နောက်ကအတူတူလုပ်တယ်ဆိုတာတဲ့ပေါင်းဆက်ပြီးမှတွဲဖက်ပြီးမှလုပ်တယ်အဲ့လိုမျိုးအဓိပ္ပာယ်လေးရောက်တယ်ပေါ့နော်ပါပြီအဲဆိုလို့ရှိရင်နောက်ထပ်စကားလုံးတစ်လုံးသွားကြည့်ကြပါမယ်နောက်တစ်လုံးကကြတော့ကျွန်တော်တို့ဒီဟာလေးနောက်ကသူကဒီမှာကဒီခန်းကြီးကိုဒီတစ်လုံးတော့ဒီမှာဆိုအုံရောင်မိပဲသူကရှိတယ်အဲ့တော့ဒီအတိတ်ဘက်မှာဆိုတော့ရှိတာပဲလို့ဆိုရှာဖွေရဆိုမှသိတယ်သူကဒါရှာဖွေတယ်ဟိုစသဖြင့်အဲ့နေမှာပြောတဲ့ကိုစားပြုတဲ့အဲ့လိုစကားလုံးလေးပေါ့နော်အဲ့ဒါဒီမှာဆိုလို့ရှိရင်လည်းဒါကဒီရှာဖွေတာရဲ့ဆိုတော့ခန်းစာဆိုလို့ရှိရင်ဒါကစုံစမ်း sorry ချောစာပေါ့နော်ချောစာဆိုလို့ရှိရင်လည်းနောက်ကသူကဒါအတူတူပဲဒီချောစာကစစ်ဆေးတယ်ဆိုမှပဲအဓိပ္ပာယ်စစ်ဆေးတယ်တနည်းအားဖြင့်လေ့လာတယ်ဆိုပြီးမှအဓိပ္ပာယ်ရတယ်နောက်တစ်ခုကဒါလေးဆိုဟိုးခန့်တော့ပါတဲ့အာမခံမှာပါတဲ့စကားလုံးလေးနောက်ကခန်းလေးဒါပေမဲ့ဒီမှာကျတော့ခန်းစာဆိုမှအဓိပ္ပာယ်ရတယ်ခန်းစာကဒါနောက်ကစစ်ဆေးတယ်ပဲအဲ့လိုအဓိပ္ပာယ်ရတယ်ပေါ့နော်အရန်ကြီးတော့ခန်းကြီးလေးကဆက်စင်လေးတွေပေါ့နော်အဓိပ္ပာယ်လေးတွေကပါပြီအဲဆိုနောက်ထပ်စကားလုံးတစ်လုံးသွားကြည့်ကြပါမယ်နောက်တစ်လုံးကကြတော့ဒါနောက်ကကျောင်းနဲ့မင်းရင်းနှီးပြစကားလုံးလေးဒါလေးဆိုတာကတာစုခဲဒီမှာလည်းပြောပြထားတယ်အကူအညီယူတယ်ဆိုမှအသေးပေးရတယ်အကူအညီတယ်ပေါ့သူများနဲ့ပေါင်းရင်သူက job ဆိုပြီးမှအသေးပေးရတယ်ဒီမှာဆိုလဲဒါကနောက်ကခဏပြောတဲ့ဒါနောက်ကဒီထက်ဆင့်လုပ်တယ်ဆိုတဲ့ဟာလေးပါတယ်ဒီချီခါရအာခန်းကြီးလေးနဲ့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်နောက်ကဒီကူညီတယ်ဆိုပြီးကြမှာအသေးပေးရတယ်ပေါ့နော်သူ့မှာဆိုလို့ရှိရင်ဘာအသေးပေးရှိနေရလဲဆိုလို့ရှိရင်ဒီမှာနောက်ကမဆွဲသားစုခဲတုဆိုလို့ရှိရင်နောက်ကဒါကူညီပေးတယ်နောက်ကအိုင်မက်အာအိုကိုက်ညီတယ်ဆိုတဲ့စကားလုံးလေးနဲ့ကြော်ရတော့ဒါနောက်ကတာစုခဲအာအိုဆိုရင်ကြတော့တာစုခဲအာအိုကကြတော့နောက်ကဒါကိုက်ညီတဲ့သူနဲ့ကူညီတယ်ဆိုတော့ဒါကအချင်းချင်းကူညီတယ်ဆိုပြီးကျွန်မအသေးပေးရတယ်ပေါ့နော်နောက်ခုကဒီမှာ EU နဲ့ EU ပြောတယ်ဆိုတဲ့စကားလုံးလေးဒီပြောတယ်ဆိုရဒီပြောတယ်ဆိုတဲ့စကားလုံးကဒီမှာဆိုတာဂန်းဆိုမှအတန်ထက်တော့တယ်နော်ကြော်ဂန်းဆိုပြီးမှအသေးပေးရပါတယ်ကြော်ဂန်းဆိုလို့ရှိရင်လည်းနောက်ကသူကဒါပြောတာရဲ့နောက်ကသူကကူညီရဆိုတော့ပြောပြီးမှကူညီရဆိုတာနည်းနည်းကအကြံပေးရပေါ့သူ့မှာအဲ့လိုအတိပြရတယ်ပေါ့နော်ကြော်ကန်းဆိုလို့ရှိရင်အကူညီပေးပါတယ်နောက်ကဟိုးကြော်ဆိုမှအတိပေးရပါတယ်ဟိုးကြော်ရတယ်နောက်ကထောက်ပံ့တယ်ကူညီရဆိုမှအတိပေးရတယ်အဲ့ဒါလည်းဒီလိုပဲဒီအန်းလေးဆိုရင်တော့လို့ဒါ OL လို့မှခေါ်ရထောက်နောက်ကအားပေးတယ်ဆိုတဲ့စကားလုံးလေးဒီမှာဆိုလို့ရှိရင်အန်းကြော်ဆိုမှအတိပေးရပါတယ်အန်းကြော်ကလည်းနောက်ကဒါလည်းအကူအညီပေးတယ်ပေါ့နော်ထောက်ပံ့ပေးတယ်အကူအညီဆိုမှဒါဒီတိုင်းအတိပေးရရပေါ့နော်
ပါပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒါကတော့ဒီလောက်ပဲလုပ်လိုက်မယ်ပေါ့နော်အခန်းလေးဗီဒီယိုလေးရှိသွားရင်လည်းနားထောင်ရတာပြင်းသွားနိုင်ပြင်းကောင်းပြင်းနိုင်နေပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ဒါကမိုရီဆန်စီရဲ့အိုရှိခန်ဂျီရဲ့ lesson 4ရဲ့ဒါပါ1လို့ပြောလို့ရတယ်ပေါ့နော်ကဲပါအဲ့ဆိုလို့ရှိရင်ဒီနေ့ကတော့ဒီလောက်ပဲပေါ့နော်နောက်ထပ် lesson 4ရဲ့ part 2မှာပြန်တွေ့ကြပါမယ်ဒီကျွန်တော်ရဲ့ဒီဗီဒီယိုလေးတွေကပေါ့နော်အကောင့်တော့ကျွန်တော်လုပ်နေတယ်ပေါ့နော်အားလုံးဒီကြည့်ရှုပြီးတဲ့သူတွေအတွက်ပေါ့နော်နတ်ဆန်တို့အတွက်အထောက်အကူတနည်းအားမှာပဲပေါ့နော်အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်ကဲပါကျေးဇူးတင်ပါတယ်